မြန်မာပြည်မှာတုံးတဲ့ရေဆေးစီလာစက်ပုံစံနည်းလေးပြောပြပေးပါလားဆိုတော့နန်းဒီဗီဒီယိုထဲကနေပြောပြပေးထားပါတယ်ရှင်ရေဆေးစီလာစက်နီးကရိုးရှင်းပေမဲ့နေရာမှာဆေးဆွဲအားကောင်းပြီးကြာရှည်ခံနိုင်ဖို့အတွက်စနစ်တကျဆက်ဖို့လိုပါတယ်ရေဆေးအောက်ခံဆေးစီလာတပုံအတွက်ရေ30ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းခန့်သာရောဆက်ရပါမယ်ရေဆေးစီလာဘုံကြီး20လီတာ9ဂလန်ဆိုရင်ရေက2လီတာကနေ3လီတာဝန်းကျင်သာထည့်ရပါမယ်ရေဆေးစီလာဘုံသေး4လီတာ1ဂလန်ဆိုရင်ရေတန့်ဘူးသေးတဘူးခန့်သာထည့်ရပါမယ်ရေဆေးစီလာကိုစက်တဲ့ချိန်မှာတတိပြုရမှာကရေအများကြီးရောဆက်မိလိုက်ရင်အောက်ခံဆေးရဲ့ကုန်တီတွေနေရန်ရဲ့အဆိုဓာတ်ကိုကာကွယ်ပေးနိုင်မှုနဲ့ဆေးကပ်အားတွေညော့နေသွားပြီးတော့ဆေးကွာကြတာဆေးကွက်တာတွေဖြစ်စေနိုင်ပါတယ်။ရေဆေးစီလာစက်ပုံစံနည်းအစဉ်စဉ်ကိုစပြီးတော့ပြောပြပေးပါမယ်။ရေဆေးစီလာဆေးပုံးကိုဖွင့်ပြီးအနေထိုင်နေတဲ့ဆေးတွေကိုအရင်မွေပေးပါ။ဆေးပုံးကိုဖွင့်လိုက်တာနဲ့ရေမထက်ခင်ဆေးအောက်ခြေမှာအနေထိုင်နေတဲ့ဆေးတွေကိုတမသွားအောင်တစ်သားချောင်းဒါမှမဟုတ်ဆေးမွေတန်နဲ့1မိနစ်ကနေ2မိနစ်ခန့်မွေပေးပါ။ခန့်မှန်တိုင်းတာထားတဲ့ရေတန့်ကိုဖြည်းဖြည်းချင်းထည့်ပါဆေးနဲ့ရေအချိုးစားမှန်ကန်ဖို့လိုပါတယ်။သတ်မှတ်ထားတဲ့ရေပမာဏ30ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းကိုတပြိုင်တည်းမလောင်ထည့်ဘဲနဲ့ဖြည်းဖြည်းချင်းလောင်ထည့်ရင်းမွေပေးပါ။ရေထည့်ပြီးတမတ်အောင်တေချာမွေပေးပါ။ဆေးပုံးရဲ့အောက်ခြေနဲ့ဆေးပုံးဘေးနှခမ်းတွေမှာကြံခဲ့တဲ့ဆေးပြစ်တွေကိုရေနဲ့တမတ်အသွားအောင်3မိနစ်ကနေ5မိနစ်ခန့်ညီညာတေချာမွေပေးပါ။ဆက်ပြီးသားရေဆေးစီလာကိုနေရန်ပေါ်တုတ်တော့မယ်ဆိုရင်စကားဒါမှမဟုတ်ချင်းတောင်စကားပပနဲ့ဆေးယူပြီးမှတုတ်ရင်ဆေးဆက်မညီတာမျိုးနဲ့ဒလိတ်တုံးမှာဆေးအခဲတွေညှိတာမျိုးကာကွယ်ပေးနိုင်ပါတယ်။ကျစ်ဆန်ပတ်တီးတင်ထားတဲ့နေရန်တွေအတွက်အောက်ခံဆေးကိုရေ15ရာခိုင်နှုန်းထိအနေငယ်ပိုဆက်ပေးလိုက်ရင်အောက်ခံနေရန်ကဆေးရည်ကိုစုပ်ယူမှုစိတ်ဝင်အားပိုကောင်းစေပါတယ်။နေရန်ဟောင်းတွေအတွက်အဆိုဓာတ်အေကာလီဓာတ်နည်းစေဖို့ရေ30ရာခိုင်နှုန်းထက်မပိုအောင်ဆက်ပြီးထူထူညီညီလေးတုပ်ပေးတာပိုကောင်းပါတယ်။နေရန်တစ်တွက်ဆိုရင်ရေ15ရာခိုင်နှုန်းထိပိုဆက်ပေးလို့ရတယ်။နေရန်ဟောင်းတွေအတွက်ဆိုရင်ရေ30ရာခိုင်နှုန်းထက်မပိုအောင်ဆက်ပေးပါဒါကတော့နန်းတီတလောက်လေးရေဆေးစီလာစက်ပုံစံနည်းလေးပါရှင်ဒီနေ့နန်းဘာလုပ်လို့ရလဲဆိုရင်တန်းပြင်ပေါ်မှာဆေးဆက်တွေကျနေတာကိုတန့်ရှင်ရေးပြန်လုပ်ပေးနေတာပါဘယ်လောက်ပဲဆေးတုတ်တာကျွမ်းဆေးဆက်တွေကကျန်းပြင်ပေါ်မှာအနေနဲ့အများတော့ကြာတတ်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာနန်းကိုဘယ်လိုခေါင်းစဉ်နဲ့လာပြီးတော့ပြောပြစေချင်လဲဆိုတာကို comment မှာရေးပေးခဲ့လို့ရပါတယ်ရှင်